လောကမှာဒီလိုလူတွေလည်းရှိကြတယ်ဆိုတာပြောချင်မိတယ်မိဘတွေရဲ့ဘဝတစ်လျှောက်လုံးအနတ်ပေါင်းများစွာကျွေးမွေးလာတဲ့မိဘတွေကျွေးတဲ့ထမင်းတွေဟင်းတွေရဲ့တန်ဖိုးထဲကိုမိတ်ဆွေကိုအပေါင်းအသင်းကတခါလောက်ကလေးဖိတ်ပြီးတော့ကျွေးမွေးလိုက်တဲ့ထမင်းတနတ်ရဲ့တန်ဖိုးကပိုးပြီးတော့ကြီးပြီးတော့ကျေးဇူးတရားတွေကလည်းချီးမွမ်းကမ်းပွန်းမဆုံးဖြစ်နေတတ်ကြတဲ့လူတွေလောကမှာအများကြီးရှိကြတယ်ကိုနေမကောင်းတဲ့အခါကိုအလကားလားဆောင်ပေးဆံပြုတ်တွေပြုတ်တိုက်ပြီးတော့ကျွေးမွေးနေတဲ့ကိုအိမ်ဘေးကဆင်းရဲသားတဲ့ဆေးရုံကိုတခါတဲ့လူနာလာမိတဲ့တထေးဆိုသူကမှကျေးဇူးတင်မဆုံးအာနာမဆုံးနဲ့ပြန်ပြီးတော့ကျေးဇူးဆက်ချင်နေကြတဲ့သူတွေကလည်းလောကမှာမနှဲမနှောရှိတယ်တရားနဲ့ကပလာစတဲ့အားဖြစ်စေတဲ့အားဖြည့်တဘာဝအဖြောရည်တွေကိုကိုယ်တိုင်ဖြောတိုက်နေသူရဲ့တဘာဝလက်လုံအဖြောရည်ရဲ့အရာသာတဲ့ပါဇက်ဖြားလေးကနေစကလုံးတွေနဲ့ဖြောဆက်တိုက်နေတဲ့အပေါ်ယံမူသားအဖြောရည်ရဲ့အရာသာကိုပိုးပြီးတော့ချိုမြတယ်ပိုးပြီးတော့အရာသာရှိတယ်ပိုးပြီးတော့အားဖြစ်စေတယ်လို့တန်ဖိုးထားခံစားနေကြသူတွေကလည်းအများကြီးပါပဲစင်ရသားကလက်ဆောင်လာကျွေးလက်ဆောင်လာပြီးလို့စားရတဲ့ထညက်တပကံရဲ့တန်ဖိုးတဲ့ထညက်တပကံရဲ့အရာသာတဲ့ထညက်ကုံတဲ့တထေးအိမ်ကနေလှမ်းထားတဲ့ထညက်ဖြားတွေကိုတွားပြီးတော့ကူသိန်းရုပ်ပေးသိန်းစီပေးလို့ကျွေးလိုက်လို့စားရတဲ့တထေးအိမ်ကထညက်တလုံးရဲ့အရာသာကပိုးပြီးတော့တန်ဖိုးကြီးပြီးတော့ပိုးပြီးတော့ချိုမြနေတယ်လို့ထင်နေကြတဲ့လူတွေကလည်းလောကမှာအများကြီးပဲဂျုံတခင်လုံးကြော့ပြီးတော့ပေးထားတဲ့သားသမီးတွေထက်ဂျုံမုံတုပ်ကလေးတွေ4-5-6ခါလာကျွေးတဲ့သားသမီးတွေကိုမှပိုးပြီးတော့ချစ်ပြပိုးပြီးတော့ကျေးဇူးတင်ပြနေကြသူတွေကလည်းရှိတာပဲနေ့စဉ်နဲ့မျှမိသားစုတစ်ခုလုံးရဲ့ဘဝတစ်ခုလုံးကိုချွေနဲ့သွေးနဲ့ရှာဖွေလောက်ကင်ကျွေးမွေးနေတဲ့ကို့ဖခင်နဲ့ကို့လင်းယောက်ျားကိုယူသည်လေးစားတန်မိုးထားပြီးတော့နေရမှာထက်အုံဖွားငါသမီးကြီးချမ်းပါစေအုံဖွားငါသမီးကြီးချမ်းသာစေဆိုပြီးတော့ပါဇက်နဲ့မနေကြတဲ့သူတွေကိုပိုးပြီးတော့ယူသည်လေးစားပြီးတော့အာကိုတန်မိုးထားပြီးကတော့ချင်းယူသေးချင်းနေကြသူတွေကလည်းလောကမှာအများကြီးပါပဲဘဝရဲ့ငြိမ်းချမ်းရာငြိမ်းချမ်းကြောင်းတိုးတက်ရာတိုးတက်ကြောင်းတွေကိုလက်ညှိုးကောင်းကောင်းထိုးပြပြီးတော့ပြောဆိုညွှန်ပြနေတဲ့ဆရာသမားတွေရဲ့လမ်းညွှန်စကားတွေထဲတဟဲတဟာဟာနဲ့ဘဝရဲ့တန်ဖိုးရှိတဲ့အချိန်တွေကိုအတိုက်စားခံအချိန်အကုန်ခံပြီးတော့ပြောင်ပြဆဲပြနေကြတဲ့သူတွေရဲ့စကားတွေပုံတွေကိုပိုးကြိုက်ကြပြီးတော့လိုင်းပေါ်မှာအပြေးအလွှာရှာဖွေအသေးပေးနားထောင်နေကြတဲ့သူတွေကလည်းဒူးနဲ့ဒီပါပဲမိဘအပေါ်မိသားစုအပေါ်မှာတိတက်စောင့်ရှောက်တတ်တဲ့သားလိမ်မာသမီးလိမ်မာတွေထဲမိဘအပေါ်မိသားစုအပေါ်တွေကိုဆိုးပေနှိပ်စက်နေတဲ့သားဆိုသမီးဆိုတွေကိုမှစိတ်မချလို့လိုသနာလို့လိုနဲ့ပိုးချစ်ပိုးကောင်းနေကြတဲ့မိဘတွေကလည်းလောကမှာအများကြီးပဲကိုယ့်အပေါ်ဂယုဆိုင်ပြီးတော့အလိုလိုက်အကြိုက်ဆောင်အနစ်နာခံပြီးတော့ချစ်နေတဲ့ချစ်သူတဲ့ကိုယ့်အပေါ်ဂယုမဆိုင်တန်ဖိုးလည်းမထားကြစ်ကက်ကနဲ့အမြဲတမ်းစိတ်ဆင်းရဲအောင်လုပ်နေတဲ့ချစ်သူကိုမှတန်ဆွဲပဆိုးဆွဲထမိန်ဆွဲနေတဲ့ချစ်သူကောင်းလေးကောင်းမလေးတွေကလည်းလောကမှာတပုံတစ်ခေါင်းပဲ
ဒါကြောင့်ညီကုန်းကျုပ်အနေနဲ့ပြောရရင်လူအမျိုးမျိုးအမြင်ကအထွေတွေလက်ခံမှုကအဖုံဖုံမှုကိုဟာဘယ်လိုလူလဲကိုနဲ့ထိစပ်နေကြတဲ့လူတွေကကောဘယ်လိုလူတွေလဲကိုဝန်းကျင်ကလူတွေကကောဘယ်လိုလူတွေလဲဆိုတာကိုအလုတ်ကိုကံတွေကိုလည်းမြင်အောင်သူ့အလုတ်သူ့ကံတွေကိုလည်းမြင်အောင်ကြည့်နိုင်ပြီးတော့အလုံးဆိုတဲ့ကံတွေမကောင်းရင်ကံတွေကောင်းလာအောင်ပြုပြင်နိုင်သူများဖြစ်ကြပါစေလို့ဆန္ဒပြုရင်းညီကုန်းချုပ်လိုက်ပါတယ်